လေးဒီခုကကြက်နားနီးပြီဆိုတော့လေကိုကအဲ့လိုမျိုးညီမရိုးရမှုလေးဝင်နေရဲ့ပြီးတော့ဖွားတို့မမေတို့ရဲ့တက်ပုံ album ဟောင်းလေးကိုအမှတ်တရပြန်ကြည့်ရဲ့အချိန်မှာအဲ့ဖွားတို့မေတို့ခင်မှာတော့အဲ့လိုတစ်ခွလေးရမ်းပန်ကြတွေ့ရတော့ခွေးလိုက်လုပ်ထားကြည့်ရအောင်ခွေးကတော့လက်စုကိုကြိုက်တာပေါ့နော်လက်စုကဒီလိုအခွင့်အလေးဒီဟာဆိုလည်းရင်ဝင်းနဲ့ဝင်တော့မှမမပါလဲထဲထဲပါလေးနဲ့လို့ထဲနေရပါတော့ပိုးသွင်းပေးလိုက်ပြီရှင်ပိုးသွင်းပေးလိုက်ပြီရှင်ဘယ်နဲ့ဆောက်စီရောမှာပေါ့ဘိုးကုတ်ကဆိုတော့ဗရညာပေါ်ပြီးသားဒီနေ့ကကျတော့မြင်းနဲ့လည်းဖြစ်တယ်အနီရောင်ကလည်း lucky ဆိုတော့အဲ့လိုမျိုးဒီဗရညာလေးအနီရောင်ကြောက်ကလေးတွေကပို့ပြီးတော့ကိုယ့်အတွက် lucky ဖြစ်စေမယ်ပေါ့နော်အဲ့အတွက်အနီရောင်ကြောက်လေးတော့စပြီးစုပါတော့မယ်